တောင်ကြီးသူတောင်ကြီးသားတဲ့ပြင်ထဲမှာလည်းဝီကြီးချုပ်ကြီးဥအောင်နဲ့တပါးကျွန်တော်တို့အချိန်တိုင်းတက်ပြီးဘုရားကျော်နိုင်ပြီးရဲ့ကျွန်တော်တို့နှလုံးသားထဲမှာအမြဲထက်တာပါဒီကဆက်ခဲကြနေပြီးတော့၄ရက်၃ရက်တိုင်တိုင်ကျွန်တော်တို့ခွင့်ရနေပြီးတော့ဆောင်ရွက်ခဲ့ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အဘိုးအတိအကျကိုဒီလိုမျိုးပါတိုင်းတိုင်းမှာလုပ်လို့ဘုရားတို့ကိုကျွန်တော်တို့ကပြီးတော့ဆက်ရတယ်ဒီရက်ကွာကျွန်တော်တို့နေကြမယ်နောက်ပြီးတော့လိုအပ်တဲ့အချိန်မှာဒီကြဟောခုကမှလင်းတော့ပြန်ဟုတ်တယ်လင်းလက်ဖြစ်ပါတယ်ဟောတော်ရင်ကကျွန်တော်တို့ရိုးသားပြုပဲဖြစ်ပါတယ်ကိစ္စများခါချိန်ကဘာလေးလုံးကြည့်ပြီးတော့ခတိထားပြီးတော့ကြည့်ဖို့လုပ်တယ်တောင်ကြီးသူတောင်ကြီးသားတွေကကိစ္စမရှိဘူးသူတို့ကကြောက်ကြလိမ့်တတ်တယ်ပြီးနေဆော့တယ်အလားလေးတော့ဒီကဆွဲခြင်းအပြင်ကျွန်တော်တို့ကတက်တဲ့ဆွဲခြင်းအပြင်ဘာဖြစ်လဲဆိုဒီဘုံမြန်ပုံပြီးတော့ခိုင်ကြပါဒီဘုံမြန်မှာအစင်းကြောင်းလေးတွေပဲလားအဲ့ဒါပတ်ပြီးရှင်းရှင်းနဲ့ကျွန်တော်တို့သွားလာပါဒီတောင်ကြီးသားတွေရဲ့ကျွန်တော်တို့ဒီကြီးမှုကိုကြရကြကဲဒီကျိုးဆွဲပြီးတော့တပတ်လက်ကြမလို့ဒီတော့တိုင်းမဲ့ဆိုရင်ဒီကျိုးဆွဲနေပြီနော်ဒီဘီဘုံမြန်တစ်လုံးမှာနလာခွဲပြီးကြတယ်ဒီကြီးနဲ့တတိထားအဲ့ဒီဘက်ကိုကြောင်ကြောင်ကြတယ်။ကြောင်နေတဲ့ကလေးတွေကိုဘေးတက်ထား